他来给我拉进来哦！我ကိုရိုးရိုးမြင်းစီးတာပါလို့အောင်စပြူစီးတာမဟုတ်ပါဘူးအောင်စပြူစီးတာမဟုတ်နော်မြင်းစီးတာနော်ရိုးရိုးလေးပဲစီးတာနော်ခဏလေးပြန်ကြည့်ဝင်နော်တို့စီးတာအောင်စပြူကိုစီးတယ်လို့ပြောကြတယ်အော်ရညတ်တယ်လောမှာမဲ့ပါတယ်ဆိုရင်တော့ကိုလောဆိုတော့ကျွန်တော်တို့ဟိုကအလှအေတို့မန်တက်တို့ဘိုးကြီးကျောင်းတို့အဲ့ဒီမှာလေးတက်ထားတဲ့ဟိုကပြယုံလေးတို့မဲယုံလေးတို့သိတယ်မလားကျွန်တော်တို့အတန်ထွက်တယ်လေတချင်းတွေပါလိဖွင့်အဲ့တော့ပြောတာလားမသိလို့နော်တကယ်မသိလို့လူလေကောင်လေးတွေကတော့ထားပါကမလေးတွေကဘာကြည့်ဖို့ Telegram ဖက်တာလဲမေဘေယိုနော်မေဘေယိုတွေ့ကိုငါဒေါသတွေထွက်လာတယ်မလဲနော်ယိုအားလုံးပဲမင်္ဂလာပါဒီဟာကတော့ထုံးစံအတိုင်းကျွန်တော်ပဲဖြစ်ပါတယ်ဒီနေ့ကတော့เนาะကျွန်တော်တို့အရန်ချစ်စရာကောင်းတဲ့ကျွန်တော်တို့မမဆောင်ရဲ့dialogue တွေကိုလည်းအားလုံးနဲ့တူတူကြည့်သွားမှာဖြစ်ပါတယ်နောက်မှာတော့เนาะကျွန်တော်တို့တခြားသောရည်စရာလေးတွေရဲ့ပိုတိုပတ်ဆက်လေးတွေကိုဖတ်ပြီးတော့လည်းအားလုံးနဲ့တူတူခွေသွားအောင်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့เนาะသင်္ချာပို့စာတစ်ပုဒ်ကိုလည်းအားလုံးနဲ့တူတူဖြည့်ရှင်းသွားအောင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့เนาะတိုက်တွေရပဲเนาะနိုင်ငံရေးရဲ့ဗယုဒ္ဓခတွေဖြစ်ကျွန်တော်တို့เนาะညာကောင်းစီရင်အလုပ်ကเนาะသင်္ချာပို့စာတစ်ပုဒ်ကိုလည်းအားလုံးနဲ့တူတူဖြည့်ရှင်းသွားအောင်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ထုံးစံအတိုင်းခါတော်ပြီးလာပါပြီကဲအားလုံးပဲဆက်သက်ဖြစ်ရင် let's go ဟာဘလိုကြီးရောဟမ်လက်ကိုတီရှေးစုတင်ပါတယ်လို့နော်ကျေးဇူးတင်ပါတယ်လို့အဟိုးမလို့နော်အေးနော်မမနာမည်ဘယ်လိုခေါ်လဲညီလေးကိုရင်းနာမယ်စမ်းညီလေးကိုရင်းနာမယ်စမ်း Oh my god အော်ယောဒုက္ခပဲနော်ဗါလဲမမနာမည်ဘယ်လိုခေါ်လဲကိုကြီးနာမည်စမ်းယူကျော့စင်နော်အဲ့ဒီစုပ်ကျူနေနော်မြန်မာလိုကြီးမမနာမည်ဘယ်လိုခေါ်လဲညီလေးကိုရင်းနာမယ်စမ်းယူဟာယောသူတို့ကပြောပြီးသူတို့ကရီးနေတယ်နော်ကျော့စင်ဒုက္ခနော်မိမတွေတခုခုမေးလာပြီဆိုရင်အမှန်တိုင်းဖြေသူတို့ကသိပြီးတော့မှမေးတာဗျစီပြေနော်ခဏလေးမိမတွေတခုခုမေးလာပြီဆိုရင်အမှန်တိုင်းဖြေသူတို့ကသိပြီးတော့မှမေးတာဗျမှတ်ထားကြနော်ဒါကြီးတို့ဗာလဲသူတို့တခုခုမေးရင်သူတို့ကသိပြီးတော့မှမေးတာနော်အေးနော်တော့ရှိုးလို့မရဘူးနော်အေးလေးမယ်ဆိုရင်ကျွန်တော်တို့နော်ချက်ချက်လက်ကြနော်တက်တီလက်တီလေးနော်အေးမဟုတ်လို့တော့နော်အေးနော်စုပ်ကျုံနေတွေဖြစ်ကုန်မယ်နော်သဘောပေါက်လားအဲ့ဒါဘာလို့တာမင်္ဂလာဆောင်လားမသိဘူးနော်အာရဒါကျွန်တော်တင်ထားတာမှာဖတ်ကြည့်တာတော့ကျွန်တော်တို့မိုးရွာအောင်လွန်ဆွဲတယ်လို့ပြောတာပဲเนาะကျွန်တော်တို့လွန်ပဲဆွဲကျိုးပဲဆွဲเนาะကျွန်တော်တို့ထွက်သွားတယ်เนาะသူ့ရဲ့လက်တစုပ်ကိုတော့ကျွန်တော်တို့ဆွဲထားလို့မရခဲ့ဘူးလားဟမ်အဲ့လိုမပြောနဲ့လေကွာမမြဲတဲ့လက်ကိုကျွန်တော်တို့ဆွဲထားဖို့မကြိုးစားပါနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်အာရင်ဘာမှလည်းမဆိုင်ဘူးနော်
ထားလဲဆိုလာကြည့်လိုက်အောင်ဘယ်လိုနေထားလဲဆိုလာကြည့်လိုက်အောင်လို့ဟဲ့ အာရဒုက္ခပဲ ဘယ်လိုနေထားလဲဆိုလာကြည့်လိုက်အောင်အာရဘလို့တော့စပိုက်ဒါမှာကိုယ်နဲ့ခိုးပြီးတက်တာနော်ချစ်တစ်ဖက်တေးပါနှုတ်ချီတင်ရမှာလေနော်အခုကတခါလဲခိုးပြီးတက်တာအာရဒုက္ခပဲနော် ကြောက်လို့ဟဲ့ယူမဘူးဒီမှာ ဒါပါတော့ဘာတော့နှာခေါင်း နင်းလို့ရတယ် ဘာလို့လဲမှာတော့အနမ်းခံလို့ရ အာရဆရာလည်းတပီးနေတော့ဟုတ်နေတာပဲနော်နှာခေါင်းဘာလို့လို့ရလဲနားလို့ရလဲတွားရှော့အမှာနော်အာရဒုက္ခပဲ ဒါပါတော့ဘာတော့နှာခေါင်းဘာလို့ရလဲ နင်းလို့ရတယ် ဘာလို့လဲမှာတော့ အာရဒုက္ခပဲနော်မလွယ်ဘူးခုခေတ်ကလေးတွေနော်တကယ်မလွယ်ဘူးနှာခေါင်းဘာလို့ရလဲနားလို့ရလဲစစ်ပြတယ်နော်အော်ရကျစိန် အနမ်းခံလို့ရတယ်မင်းကတော့ special စီးတာမင်းကိုတနာနေတယ်အောင်စပြိုစီးတယ်လို့ပြောကြ ဟာ ညတော့ကိုမြင်းစီးတာအေးစေးမစီးရဘူးအဲ့ဒါအောင်စပြိုစီးတယ် အော်စပြူမဟုတ်ပါဘူးနော်အော်စပူတော့လောက်ပါနော်အဲဘယ်ကောင်လေးလိုက်စားနေတာတော့ငါမရောနော်ဘယ်ကောင်လေးလိုက်နှုံနေတာဟမ်မင်းကလဲမနှုံနဲ့နော်အေးနော်ငါမအေးသူ့ဘာသူနော်အေးစစ်စစ်နော်စီးပါစေနော်အေးနော်မင်းကောင်လေးနော်အေးနော် ဆိုပြီးတော့လိုက်တင်ညာတယ်ပေးတွေကလေကိုရိုးရိုးမြင်းစီးတာပါလို့အောင်စပြူစီးတာမဟုတ်ပါဘူး အော်စပြူစီးတာမဟုတ်နော်မြင်းစီးတာနော်ရိုးရိုးလေးပဲစီးတာနော်ခဏလေးပြန်ကြည့်ဝင်နော် တို့စီးတာအောင်စပြူစီးတယ်လို့ပြောကြ အော်ရ ညတော့ကိုမြင်းစီးတာအေးစေးမစီးရဘူးအဲ့ဒါအောင်စပြူစီးတယ်ဆိုပြီးတော့လိုက်တင်ညာတယ်ပေးတွေကလေကိုရိုးရိုးမြင်းစီးတာပါလို့အောင်စပြူစီးတာမဟုတ်ပါဘူးလို့ ဥမာမှဲ့ပါတယ်ဆိုရင်တော့ကိုကအရန်ကန်ကောင်းတယ်ဘာလို့တော့ဆိုတော့ရှင်တို့တွေနဲ့ပတ်သက်ဘူးတဲ့မိန်းမတိုင်းကရှင်တို့အရန်ကိုမှကိုဆိုပြီးတော့ဖြစ်တယ်နော်အဲ့ဒီတော့ပြောပြပေးမယ်ကိုကလော်မာမှဲ့ပါတယ်ဆိုရင်တော့ကို လောဆိုတော့ကျွန်တော်တို့ဟိုကအလှအေတို့မန်တက်တို့ဘိုးကြီးကျောင်းတို့အဲ့ဒီမှာလေးတက်ထားတဲ့ဟိုကအပြာယုံလေးတို့မဲယုံလေးတို့သိတယ်မလားကျွန်တော်တို့အတန်ထွက်တယ်လေတချင်းတွေပါလိဖွင့်အဲ့တော့ပြောတာလားမသိလို့နော်တကယ်မသိလို့ လူလေကိုခုံယူလိုက်ပါလို့ပဲပြောချင်ပါတယ်မှဲ့မပါတဲ့သူတွေကလုံးဝမဆွဲလန်းမှုဆိုရင်တော့ဒီရွှေမင်းသုံးပြီးတော့ဆွဲလန်းအောင်လုပ်လို့ရပါတယ်အဲ့တော့အားမငယ်နဲ့လို့ပြောချင်ပါတယ်ရှင် အားမငယ်နဲ့နော်အားမငယ်နဲ့နော်အာယောကောင်းလေမိုက်ခရိုဖုန်းနော်ကောင်းလိုက်တော့ဟဲ့ editing ရโอ้ကျစင်နော်ရရုံမလက်ကြတာဟာဆိုတာကငါတို့ကိုပြောတာထည့်တယ်နော်တကယ်ချင်းတို့ 我跟你讲，你等，你等。啊，OK。 ဒီ stay ရတော့နော်ကျွန်တော်တို့တီးတဲ့သူပဲနော်ကျွန်တော်တို့ဆရာကြီးတွေပဲတီးမှထင်ပါတယ်စီးပြတယ်နော်ဗာလဲရုံမလက်ကြတယ်ဆိုတာငါတို့ကိုပြောတဲ့ထင်တယ်နော်တကယ်ချင်းတို့အိုးကျစင်ရရနော်ဒီမှာတယောက်အပြူကြီးဆက်ပြစ်တော့မယ်ဆိုရင်ကြုံဆက်မွေးတော့တာပဲအာရဟိုလိုလာနော်ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောတာမဟုတ်ဘူးနော်ဗာလဲမိမတယောက်အပြူကြီးဆက်ပြစ်တော့မယ်ဆိုရင်ကြုံဆက်မွေးတော့တာပဲစီးပြတယ်နော်အာရကျစင်ရီးစားရှုပ်လာတဲ့ရီးစားတောင်ရှုပ်လို့မထားဘူးသွားရှုပ်လို့နော်ဗာလဲရီးစားတောင်ရှုပ်လို့မထားဘူးနော်အမှန်ရီးစားမရတော့ဘူးမရတော့လို့မပြောဗာလဲရီးစားတောင်ရှုပ်လို့မထားဘူးအိုးညမခွေးတွေတွေ့ရင်ခွေးဆက်ခဲသွားတဲ့မင်းမျက်နှာလေးကိုပဲပြင်းမြင်မိတယ်ဟာရှော့
ဘာလဲခွေးဆက်ခင်သွားတဲ့မင်းမျက်နှာလေးကိုပဲပြေးမြင်မိတယ်ဒါတော့နော်ကျွန်တော်တို့သူတို့အရက်နဲ့သူတို့အဆက်ပေါ့နော်တက်ဆင်မှုတွေရှိနေအားလုံးပဲနော်ခွေးလောက်ကြပါလို့တောက်ပန်ပါတယ်တောက်ပန်ပါတယ်အမလေးရလေငါမပြောဘူးနော်အနေရတွေများလိုက်တာစပင်လေးနဲ့အမကြီးချစ်နေတာကြောက်ပြီဗျအာယော what the fuck ဘယ်သူကစပင်မပါလို့တို့နော်စပင်ပါတဲ့သူတွေကြီးပဲနော်အိမ်နော်မစားနဲ့နော်ရုပ်ချောရင်အချစ်စစ်မရဘူးဥပမာတော့နော်ကျွန်တော်လို့ပေါ့တတနာနာနော်ချောမောရှိတယ်ဆိုရင်အဲ့လိုပေါ့နော်ကျွန်တော်တို့ချစ်စရာဝိကွာဆက်ဝိကွာနေအောင်မှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်မင်းမကြိုက်ဘူးဆိုတဲ့အတီနဲ့မင်းမသိအောင်ခိုးလို့ခဲ့ရတော့တွေမှာအများကြီးအာယော तू မသိအောင်ပဲလောက်တာနော် तू မကြိုက်တာမလို့သဘောပေါက်လာတော့မသိဘူးနော်အေးနော်သဘောပေါက်လာတော့မသိဘူးနည်းနည်းရှက်တယ်နော်ဒီ state တဲ့ကောင်လေးတွေကတော့ထားပါကောင်မလေးတွေကဘာကြည့်ဖို့ Telegram ဖက်တာလဲမေးပေးဦးနော်မေးပေးဦးတွေးကိုငါဒေါသတွေထွက်လာတယ်မလေးနော်အာယောတယ်လီဂရမ်မှာကျွန်တော်တို့နော်ကြည့်ချင်အောင်ကြည့်လို့ရတာပဲနော်ဘာလို့လို့ပေါ့တော့ငါနေလို့စာပြောပြလိုက်ပြီနော်အေးနော်နေလို့စာပြောပြလိုက်ပြီငါကိုတည်းလို့ပဲချစ်နေပါတယ်ဆိုတဲ့ညင်းဒီအပြင်နေတော့မှဘာညင်းဒီမှမရှိတော့ဘူးလားငါမှလည်းညီမတွေတအားများနေပြီအာယောလိုချင်တာနော်လိုချင်တာရီစာရနေတာညီမလေးနော်အစင်မပြေဘူးနော်အစင်မပြေနေဘူးနော်အေးနော်တစ်တော့မပေါ်ခင်ကနေတော့တွေဘယ်မှာသွားကနေကြတာလဲမေးပေးဦးနော်မေးပေးဦးအေးနော်တစ်တော့ပေါ်ပြီးမှကျွန်တော်တို့နော်ဒန်ဆာတို့နော်သိတယ်မို့လားကျွန်တော်တို့အကာတို့နော်ပညာတရကအဲ့ဒါတွေကနော်ပို့ပြီးတော့ပေါ်လာတယ်ပေါ့ဗျာနော်ပေါ်များလာတဲ့အနေထားမှာဆိုရင်ကျွန်တော်တို့နော်တစ်တော့မပေါ်ခင်အနေထားမှာတော့ကျွန်တော်ဘယ်မှာသွားကနေကြလဲဆိုတာကျွန်တော်လည်းမသိပါဘူးကျေးဇူးတင်ပါတယ်ဘဝမှာအစ်တစ်ရဲ့အချစ်စစ်ရဲ့တစ်ခါမှမရဘူးဟုတ်ဗါလဲအစ်တစ်ရဲ့အချစ်စစ်ရဲ့ဒါကတော့နော်ကျွန်တော်တို့ဒါကတော့အဆင်မပြေဘူးနော်ကျွန်တော်တို့အဆင်မပြေဘူးနော်အစ်တစ်ရတော့ထားပါတော့ကျွန်တော်တို့မင်းတို့ကောင်တွေရက်ချင်ရက်ဖို့မှာပေါ့နော်ဒါပေမဲ့အချစ်စစ်ရတော့ငါတော့မင်းတို့တွေရက်ဖို့မယ်မထင်ပါဘူးမြေတာတော့ရပြီမဲ့သူမြေတာကတော့မရက်ခဲ့ပါဘူးနော်ကျွန်တော်တို့မြေတာတော့ရတယ်နော်ကျွန်တော်တို့သူမြေတာတော့မရက်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့သိတယ်မို့လားအဲ့လိုပေါ့ဗျာနော်မရတဲ့ဟာမယူတာတော့ပိုကောင်းပါနဲ့ဒုက္ခကျွတ်စင်ရစ်ချက်ချင်းအရင်နဲ့ကြည့်နော်ကျွန်တော်တို့ဗာလဲရစ်ချက်ချင်းအရင်နဲ့ကြည့်သဘောပေါက်တယ်နော်ကျေးဇူးတင်ပါတယ်လို့ ခဲကပွန်နှုတ်လောက်လားမနှုတ်လောက်ဒီဘက်က30ချီဟာဒါလို့ချီလို့မရဘူးဒီဘက်က30ချီမှဒီပွန်နှုတ်ရမှာလေအဲ့လိုဒီဘက်ကမချီချင်တာတော့အာရအမေကသူမျက်စိကမကြည့်ရဘူးတဲ့ဒုက္ခပဲနော်စားပြီနော်ညရမေမေကချီလို့ကန်ဟောရသူများကြီးချီမှမဟုတ်လေဒီဘက်ကချီမှဒီဘက်ကမချီဘူးရသွားချီမှလို့ရပါလေဖောဖောစီကကြီးมาတဲ့ဒုက္ခပဲနော်ဒီကောင်တော့နော်ဗာလဲအမေကသူမျက်စိကမကြည့်ခဲ့ဘူးဗာလဲဖောဖောစီကကြီးมาအာရောက်တိုက်တွေပဲနေပြီနော်ဆရာတော့တိုက်တွေပဲနေပြီနော်အေးနော်ဘာမှရသွားချီမှဘာမှချီလို့မရဘူးလေဒီဘက်ကချီမှပွန်နှုတ်ရမှာလေဘာမှဘာလို့ချီနေတာတော့好啊，现在这样吗？ဘာလို့ချီပြန်မပြေးရအာရခဏဟောရသူများကြီးချီမှမဟုတ်လေဒီဘက်ကချီမှဒီဘက်ကမချီလို့ဘယ်ရသွားချီမှလို့ဘာမှရသွားချီမှဟောရချီလို့မရဘူးလေဒီဘက်ကချီမှပွန်နှုတ်ရမှာလေဘာမှဘာလို့ချီနေတာတော့好啊，现在这样吗？ဘာလို့ချီပြန်မပြေးရအာရတော့ရှောဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဆိုဒီကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ